ကျွန်တော်ခံစားအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ကပြောပြချင်တာလေးရှိလို့ပါဘာလို့လဲဆိုတော့ပြီးခဲ့တဲ့ vlog ကိုကြည့်ပြီးတဲ့လူတွေတော့သိမှာပေါ့နော်ကျွန်တော်ဒီအခုရိုက်နေတဲ့ DJI ရဲ့ Osmo Nano ဆိုတာလေးအသစ်ထွက်လို့အဲ့ဒါသွားဝယ်လိုက်တယ်ပေါ့သွားဝယ်တဲ့နေ့မှာပဲကျွန်တော်တို့အပြန်လမ်းမှာပေါ့နော်တာမီနှစ်ယောက်ဒီတိုင်းကင်မရာဝယ်ပြီးတော့ကင်မရာကိုစမ်းပြီးတော့အိမ်ပြန်လာတဲ့လမ်းမှာပေါ့နော်အမေကနေပြီးတော့ Pro 1မှာကားရင်မွေးလေးဝယ်ခြင်းလို့တဲ့အဲ့ရကားတွေအတွက်ကိုရင်မွေးနှစ်ပလင်းဝယ်တယ်ပြီးတော့ကျွန်တော်လိုရာလေးတိတိမမွားလေးပေါ့အဲ့ဒါလေးဝယ်တယ်ပေါ့နော်အဲ့ဒါလေးနဲ့အိမ်ပြန်ခဲ့တယ်ပေါ့အဲ့လို season လေးပေါ့ဒါပေမဲ့လည်းဘယ်လိုဖြစ်သွားလဲဆိုတော့ကျွန်တော် vlog လေးတော့ရိုက်လာပါတယ်ပေါ့နော်ဒါအားလုံးကိုသတိထားလို့ရအောင်လို့ပြပြတာပေါ့နော်ဒါဘယ်သူမှလည်းအထီးကျိုက်စေခြင်းနဲ့ဆန္ဒလည်းမရှိဘူးပို့ပြီးတော့သတိထားလို့ရအောင်ပေါ့နော် Pro 1ရဲ့အထွက်ပေါက်မှာအားလုံးသတိထားပြီးတော့ Pro 1ဆိုတာကျွန်တော်တိတိကျကျပြောရရင် Pro 1 ဆက်ဆန်းပေါ့နော် Pro 1 ဆက်ဆန်းရဲ့အထွက်ပေါက်မှာလေကားလေးရှိတယ်ပဲအဲ့နေရာမှာအမေကဘာဖြစ်သွားလဲဆိုတော့အမေကချော်လဲသွားတာအမေကချော်လဲဝါပြီးတော့လက်ကချက်ချင်းအဲ့လိုမျိုးကောက်သွားတာအဲ့မှာအနားမှာရှိတဲ့လူတွေအကုန်လုံးကလည်းရေခဲကပ်ပေါ့နော်ရေခဲကပ်ဘာကပ်ပေါ့အဲ့ဒါနဲ့စေကန်တန်းသွားလိုက်တော့အာယုအရေးပေါ်ရောက်သွားဟိုအရေးပေါ်မှာပြရတယ်ပေါ့ပြဓာတ်မှန်တွေပဲရိုက်ရတာပေါ့ဓာတ်မှန်ရိုက်တဲ့အချိန်မှာဘာဖြစ်သွားလဲဆိုတော့အယိုးကညာဘက်လက်ကမှဒီနားမှာရှိတဲ့အယိုးနှစ်ချောင်းလုံးကကျိုးသွားပါမောက္ခဒေါက်တာနေဝင်းဆိုတဲ့ဆရာဝန်နဲ့ပေါ့နော်ဆရာဝန်လည်းရမ်းတော်အဲ့ဒီဆရာဝန်နဲ့ကျွန်တော်တို့စေကန်ပြလိုက်တယ်ပေါ့နော်ပြလိုက်တော့ဆရာကြီးက operation ခန်းတော့ဝင်ရမယ်ပေါ့နော်လုပ်လို့ရတာတော့နှစ်ခုရှိတယ်ဟိုလက်ကိုဆွဲဆန့်မလားဘယ်လိုပြောမလဲခွဲစိတ်မလားပေါ့နော်အဲ့တော့အဲ့နှစ်ခုဘာလုပ်မလဲပေါ့အဲ့ဒါနဲ့ဆရာဝန်ကြီးအဆင်ပြေတာဆရာဝန်ကြီးကောင်းမယ်ထင်တာလုပ်ပါဆိုပြီးပြောလိုက်တဲ့အချိန်မှာဆရာကြီးကဆွဲပဲဆန့်လိုက်ဆိုပြီးတော့အဲ့ဒါဆွဲဆန့်လိုက်မယ်ပေါ့နော်ဒါပေမဲ့ဆရာကြီးက SSC ကိုလိုက်ခဲ့ဆိုပြီး SSC ကိုရောက်သွားအဲ့ဒါကျွန်တော်ခံစားလက်ကောက်ဆိုတာကပ်ရှင်ပြပါလေမေကိုလက်ကောက်တစ်ခုလက်ကောက်လို့ချင်တော့ပါရှိပါတယ်အခုတော့ခွဲကန်းနဲ့ဝင်သွားတယ်ခွဲကန်းနဲ့ဝင်နေဆိုရင်ခွဲတာမဟုတ်ဒီတိုင်းပဲမေးစေးပေးပြီးတော့ဆွဲဆက်ဆိုတော့SSC မှာခွဲကန်းဝင်ပြီးတော့မေလက်တွေပါဆွဲဆန့်တယ်ပေါ့နော်ဆွဲဆန့်ပြီးတော့ည10နာရီလောက်ထိဖြစ်သွားတာပေါ့နော်ဒါတွေကမေစင်းနဲ့လိုရတဲ့အရာမျိုးတွေပေါ့နော်မေစင်းနဲ့လိုရတဲ့အရာမျိုးတွေကြတော့မေအဆရနည်းမူးတဲ့ဟာရှိတော့မေစည်းပြေတဲ့အချိန်မှာမူးအရန်မူးပြီးတော့ပေါ့နော်လုံးဝနေလို့မရဘူးအဲ့လိုမျိုးအန်နဲ့အဲ့လိုမျိုးပေါ့နော်မျိုးစုံပဲပေါ့ကဲအဲ့ဆိုလို့ရှိရင်တော့အိမ်မှာနေရာထက်စားလို့ရှိရင်ဆေးရုံတော့တညတက်လိုက်မယ်ဆိုပြီးတော့ဆေးရုံမှာတညကျွန်တော်တို့အိတ်လိုက်တယ်ပေါ့နော်အခုကစေးရုံဆင်ရမှာပေါ့နော်ဟိုကနောက်ဆုံးဆရာဝန် round လှည့်တယ် round လှည့်ပြီးတော့ဓာတ်မှန်နေပါလေကြည့်ပါဆိုတော့ကောင်းတယ်ဆိုတော့စေးရုံဆင်တော့မယ်စေးရုံခဏနေဆင်မယ်ဆိုတော့အားလုံးလည်းအဆင်ပြေပါတယ်ထွေထူးတော့ဘာမှမရှိဘူးအမေလည်းတက်တာတယ်ပေါ့နော်အခုတော့ဆိုတော့တွားလက်တဲ့ခဏဝင်ပြီးတော့ကင်မရာလေးဖွင့်ပြီးတော့ဗီဒီယိုလေးရိုက်တယ်ဟိုကင်မရာ review ရိုက်တဲ့ vlog ကနေပြီးတော့အမေလက်ကျိုးရတဲ့ vlog ဖြစ်သွားတာပေါ့နော်အိမ်မှာလူကြီးရှိလို့ရှိရင်လည်း queue ဆိုင်ကြပါအခုအဓိကအခုဖြစ်တဲ့ပြဿနာကကြတော့ဖနက်ရဲ့ ဆိုးပေါ့နော်ဖနက်ရဲ့ဒီ break တွေပါတယ်ဒီကျွန်တော်တို့လည်းပါနေရပါတော့လူကြီးဆိုတော့လူမျိုးမပြတ်သေးဘူးဆိုပြီးဝစ်တဲ့ဟာနေပြီးတော့ break ကဟိုကြွေပြားအချောပေါ်မှာကြတော့မထိန်နိုင်မင်းနဲ့ဘယ်လိုဝိတ်နေကြတော့ဒါအမေကအရင်ဝါရတယ်မပါဘူးအဲ့လိုမျိုးဝိတ်နေကြတော့ပြုတ်ကြပြီးတော့ဖြစ်သွားတာဒီမှာတော့တက်တာဝိုင်းဟောတက်တာဝိုင်းလို့ဆရာဝန်ကြီးလာပြီးအားပေးလိုက်တာအားရှိပါဆရာဝန်ကြီးကတော့ချဟေးကိုင်းတယ်ရိုးလို့အမေကမလုပ်ရဲဒါပေမဲ့လေ့ကျင့်ခန်းလေးတော့ဒီလိုမျိုးလေးလုပ်ပေးတယ်နော်
ပုံမှန်လေးတော့လုပ်ပေးတယ်ကင်မရာအမှတ်တရလေးကင်မရာဖွင့်ပွဲလေးကပျော်ပါပြီးတော့အမီနီယာပြန်အိမ်ပြန်ကနေပြီးတော့ဖြစ်သွား မနေ့ဒီလိုချိန်သေးအောင်အော်နေတာ ဒါမနေ့ကအားပေးမလို့ပဲဘာလို့ဆိုတော့နောက်နေ့ဒီလိုချိန်ဆိုကောင်းပြီမနေ့က12နာရီလောက်တည်းဖြစ်တာကို9နာရီလောက်မှ operation ခံနေဝင်ရတာမဟုတ်လောက်ရတာ လို့ပါ ဝင်လာကမင်း9နာရီလောက်တည်းဝင် ဟုတ်တ လာ ယ်ဟုတ်တယ်အဲ့မှာလက်ကြီးရလည်းကတ်သွား တဲ့မှာတယောက်နဲ့တိုင်နေပတ်ကဲပစ္စည်းသိမ်းလိုက်အောင်လေခဏနေတော့ပြင်ရမယ်ပြောတာ နောက်တော့ဂရင်လေးရလေဒီလိုကြီးသွား ဟုတ်လား အမေကြောက်တော့တော့ပြောစိတ်ရှော့ချဂရင်ရောအဲ့လိုပေါ့ တောင်းတော့ခဏဝင်လာသေးရတယ်ဝင်လာတဲ့အချိန်မှာတော့ အမေစိတ် မြင်ရတဲ့ခါကျွန်တော် operation ခန်းထဲကိုဝင်သွားသေးတယ်အဲ့လိုဒီစစ်ထားတာတော့ပြတော့ဝင်ချင်းကိုတစ်မျိုးကြီးပဲဆိုတော့လည်းမသိဘူးလို့သူတို့ပုံလာတော့တတ်တာပဲဆိုပြီးနေအကြောင်းကြောက်ဟိုစိတ်ထိုးတဲ့အ စိတ်တွင်းရ တွင်းရလုံးလို့လက်ကအဲ့လို စိတ်တွင်းရလုံးလို့ ဖောင်းသွားသားမီးမြောက်စောင့်နေစင်းကျင်နေပြီ သူတို့ချင်းတို့တည့်ရတော့ဒါကြောင့်ဆရာကြီးကလေပြန်နဲ့အသေးသေးတန်ပြော သူတို့ကဟိုအရန် ဟိုလုံထုံးလို့လို့อ่ะလေဒါ ဘာလို့လဲဆိုတော့ အရန်ကောင်းလို့လား တယောက်ပြီးတယောက်ဝင်လာအဲ့လိုမျိုး အရန်ကောင်းတယ်အရန်ကယူဆိုင်တယ် ရန်ကြီးဆိုင်တယ် SSC လည်းကောင်းတယ်အာယူလည်းကောင်းတယ် အရန်ကောင်းတယ် မနေ့ကသွားသမျှနေရာတွေအကုန်လုံးကလူကောင်းနေတယ်ပဲတွေ့ရတယ်ဆိုဒီဟာလေးတစ်ခုပဲအဆိုးဖြစ်သွားပါကျွန်တော်တော့ဟောဖြစ်ပေါ့ဒါပေမဲ့အဆိုးဆိုပေမဲ့လည်းအဆိုးတွေအကောင်ကလက်ပဲထိတာဒီနေရာလေးထိရပါတော့ဒီလက် ဒီနေရာလေးလည်းတာတေးလို့မျိုးပါပါ ဓာတ်ပုံလေးတော့ပြထားမယ်အဲ့ဓာတ်ပုံလေးကဓာတ်ပုံထဲမှာအဲ့လောက်သိချာမြင်ချင်မှမြင်ရအပြင်မှာပို့ပြီးအဲ့လို ဒီမှာလက်ကြီးကော ကော က် က်ပါတစ်ချက်မှမအောင်ချက်မှမငိုမငိုလုံးတော့မှအမေကတားရတယ်ကျိုးသွားပြီထင်တယ်ဆိုနေအဲ့ဒါမကျိုးပါဘူးလို့ကျိုးရင်မေဒီလိုမနေဘူးလို့မင်းငိုမှာဆိုကျိုးသွားပြီထင်တယ်တဲ့ကဲအဲ့ဒါဆိုခဏနေပြန်มาတော့မယ်စောင့်လိုက်ပါအောင်မယ်ပစ္စည်းသိမ်းလိုက်ပါအောင် မပါဘူးလား ကဲတက်တာပါလို့မပြောလိုက်ပါဘူး ဒါနောက်ကဘယ်တော့မှမလာတော့ဘူးဆိုတော့တချင်းရှိတယ်လေသား โอเคပါအဲ့တော့ vlog လည်းကြည့်ပြီးလောက်ပြီးထင်ပါတယ်เนาะအဲ့တော့ကျွန်တော်ဒီ vlog လေးကိုဒီမှာပဲတင်လိုက်ပါတော့မယ်เนาะအခုစကားပြောရင်းနဲ့ကားမောင်းလာအဆက်ယုံလဲရောက်ပါပြီပေါ့เนาะအဲ့တော့အဲ့ဒါလေးကိုပြောချင်တာပါโอเคပါเนาะအားလုံးသတိထားကြပါဘယ်နေရာသွားပါဒါဒီနေရာမှမဟုတ်ပါဘူးနေရာတိုင်းမှာဖြစ်ချင်တန်လို့ရှိရင်ဖြစ်တယ်ဆိုတဲ့စကားထက်ကိုကပို့ပြီးတော့သတိထားပြီးတော့သတိလေးနဲ့နေမယ်ဆိုလို့ရှိရင်ဖြစ်တဲ့နာတွေမဖြစ်တာတော့ပိုကောင်းတာပေါ့เนาะအဲ့တော့โอเคပါ Okay, bye bye. Adios.